ဘုရားရဲ့တပိတာဝကယဟန္တာမထေရမြတ်တွေဟာသူတို့ရဲ့ဘဝအတွေ့အကြုံဓမ္မအမြင်တွေကိုမှတ်သားနိုင်ယူပြီးဘဝသင်္ကန်းစာရှားရှိအောင်အမတ်တရားစကားများဩဝါဒစကားများကိုမိန့်ကြားခဲ့ကြတာဖြစ်တယ်။အဲ့ဒီမထေရမြတ်တို့ရဲ့အမတ်တရားစကားများမှတ်သားနိုင်ယူရတဲ့အခါမှာမိမိတို့ရဲ့ဘဝအတွက်ထိုအတွေ့အကြုံနဲ့ဓမ္မအမြင်များကရှေ့ဆောင်လမ်းပြသဖွယ်ဖြစ်ပြီးကိုသွားရတဲ့လမ်းကြောင်းကိုမိရှုတစ်စောင်းနဲ့ပေါ်ပြထားတဲ့ကဲ့သို့တန်မိုးရှိတဲ့အဆုံးအမဩဝါဒတွေပဲဖြစ်တယ်ဟောမထေရမြတ်အားလုံးရဲ့အမတ်တရားစကားတွေကိုမှတ်တမ်းတင်ထားနိုင်တာမဟုတ်တော့လည်းပဲဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကချို့ချို့သောထင်ရှားကြော်ကြားတဲ့မထေရမြတ်များရဲ့အမတ်တရားစကားဩဝါဒများဟာတန်ဖိုးမဖြတ်နိုင်လောက်အောင်ရှိတယ်ပေါ့ဒီကနေ့ဝီရဆိုတဲ့မထေရမြတ်ရဲ့အမတ်တရားစကားကိုနိုင်ယူမှတ်သားပြီးတော့ဘုန်းကြီးတို့ဘဝအတွက်သင်္ကန်းစာယူချဖို့ထိုအဆုံးအမစကားအတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်မိမိတို့တဏ္ဍာမှာဓမ္မအသိတွေရရှိအောင်ကျင့်ဆောင်ကြရမှာဖြစ်တယ်ပေါ့ဝီရဆိုတဲ့မထေရမြတ်ရဲ့အမတ်တရားစကားကိုထေရဂါထာပါဠိတော်မှာဘယ်လိုမှတ်တမ်းတင်ထားသလဲရှေးဥစွာထိုမထေရမြတ်မိန့်ကြားခဲ့တဲ့ပါဠိဘာသာမူရင်းလေးကိုနားထောင်ကြည့်ပါပြီးတဲ့အခါကျတော့ဆိုလိုရင်းအဓိပ္ပာယ်ကိုဘုန်းကြီးတို့တွေရှင်းလင်းမှတ်သားကြရမှာဖြစ်တယ်အဲ့တော့သူပြောတဲ့ပထမဆုံးစကားလေးကပါတော့ယောဒုဋ္ဌမိယောဓမေနထံတောဝီရောတန္တုတိတောဝိတေနခေခောဝိစိတာဝီအပေတလောမဟံသောဝီရောတောပရိနေဗုတောထိတတ်တော်လို့သူရဲ့ဓမ္မအသိတွေနဲ့ပတ်သက်ပြီးတော့ဒီစကားကိုရှေးဥစွာအမတ်တရားစကားကိုမိန့်ကြားခဲ့တာဖြစ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကဒုဋ္ဌမိယောမရင်ကျေးသေးတဲ့အဆုံးအမခက်တဲ့ပုဂ္ဂိုလ်သို့မဟုတ်ဘဝမှာစိတ်ရိုင်းနေရှိနေတဲ့ဖြင့်ကြောက်ရိုင်းတုံးပမာမရင်ကျေးသေးတဲ့ဘဝအနေထားကနေပြီးတော့ဓမေနထံတော်မြတ်စွာဘုရားကိုယ်တော်မြတ်ကိုယ်တိုင်တရားဟောပြဆုံးမဩဝါဒပေးလို့ရှင်ကျေးလာခဲ့ရသူဖြစ်တယ်သူရဲ့ဘဝလေးကိုရှေးဥစွာဖော်ပြဒုဋ္ဌမိယဆိုအမှန်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာမရင်ကျေးသေးတဲ့ကြောက်ရိုင်းတုံးလေးတွေလိုတန်ဖိုးရှိတော်လည်းပဲတန်ဖိုးမြင့်တက်မှုကိုလူတွေရဲ့လက်ဝတ်တစားအဖြစ်တန်ဖိုးထိုက်တဲ့ယရနာတစ်ပါးဖြစ်သူမရောက်ရှိကြသေးဘူးအဲ့တော့ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာအည်သေးလေးတွေရှိကြတော့လည်းပဲကြောက်ရိုင်းတုံးပမာဆုံးမသူကင်းနေမယ်ဆိုလို့ရှိရင်တော့တန်ဖိုးတွေဟာနေပါနေဥမှာပဲဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်နဲ့သူကပေါ်ပြဒုဋ္ဌမိယောပုရုဇဉ်ဘဝကလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကြောင့်ဆိုဆုံးမခက်တဲ့အနေအထားမျိုးကြောင်ရိမ့်တုံးတစ်ဖွဲအနှစ်သာရတွေဖော်ထုတ်နိုင်စွာမရှိတဲ့အရိုင်းတုံးလေးဖြစ်နေတဲ့အချိန်မှာဓမေနဆုံးမတိုက်တဲ့ပုဂ္ဂိုလ်တွေကိုသွန်သင်ဆုံးမတဲ့နေရာမှာထူးချွန်ပြောင်မြောက်တော်မူတဲ့
အနုတ္တရောပုရိသဓမ္မတာရတိဂုဏ်နဲ့ပြည့်စုံတဲ့မြတ်စွာဘုရားခင်ကိုရောမြတ်ရဲ့ဆုံးမမှုကြောင့်ဓာန်တော်သူဟာလုံးဝယဉ်ကျေးသူဘဝကိုရောက်ရှိလာခဲ့တယ်လို့သူ့ရဲ့အခြေအနေတစ်ခုဖော်ပြအဲ့တော့သမ္မာပုရုဇဉ်ပုဂ္ဂိုလ်တွေမှန်လို့ရှင်ဒီအခြေအနေမျိုးပဲရှိအတွင်းစိတ်ဓာတ်ဉာဏ်ဤဉာဏ်သွေးပါရမီတွေမြည်မြပင်ရှိပုရုဇဉ်စိတ်ဓာတ်မှာကိလေသာမကင်းသေးတဲ့ပုဂ္ဂိုလ်မှန်လို့ရှိရင်ကြောင်ရိုင်းတုံးတစ်ဖွဲ့တန်မိုးတွေဟာထင်ရှားလာအောင်မဟုတ်သေးဘူးအေးကြောက်သွေးဆရာနဲ့အလားသဏ္ဍာန်တူတဲ့လိမ္မာကျွမ်းကျင်တဲ့ကြောက်သိမ်းဆရာနဲ့အလားသဏ္ဍာန်တူတဲ့ရသော်ဘုရားခင်ကိုရောမြတ်ရဲ့အဆုံးအမတရားတွေနဲ့ဆုံးမလိုက်ပြီဆိုတဲ့အခါမှာလိမ္မာရင်ကျေးပြီးတံမိုးတွေတက်လာတဲ့အနေအထားတစ်ခုကိုရရှိသွားတယ်ဒီလိုဆိုတာအဲ့တော့ဘဝဆိုတာလူတိုင်းဟာဒီပုံစံမျိုးပဲအရင်တုန်းဘဝကမတက်တဲ့ပုဂ္ဂိုလ်တွေဟာမြောင်များစွာရှိပြီးတော့ရိုင်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိအရင်တုန်းဘဝကနေရှင်ကျေးတဲ့ဘဝရောက်လာတဲ့အခါမှာလူတွေဟာတန်ဖိုးမြင့်မားလာကြတာဖြစ်တန်တရားထဲမှာလည်းပဲချမ်းသာတစ်ခုကနေချမ်းသာတစ်ခုလူဘဝကနေနတ်ဘဝကနေပြမဘဝဆိုတာလူနောက်ဆုံးလူချမ်းသာနတ်ချမ်းသာပြမချမ်းသာတို့တဲ့တာလွန်နဲ့နိဗ္ဗာန်ချမ်းသာထီအောင်ရှောရှိတိုးတက်မြင့်မားသွားနိုင်တယ်အဲ့တော့ဘုန်းကြီးတို့တွေသင်္ကန်းစာယူရမှာတို့တွေဟာကိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေနာယူပြီးတဲ့အခါကိုဆုံးမသွန်သင်ပြီးတော့ကြောင်ရိုင်းတုံးဘဝကလွတ်အောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်ဆိုတာတတိချက်ကြမှာဖြစ်တယ်နော်သူဟာသူ့ကိုယ်သူမဆုံးမရသေးတဲ့အရင်ဘဝကနေပြီးဆုံးမလိုက်လို့ယဉ်ကျေးသွားတဲ့ပုဂ္ဂိုလ်ဖြစ်သွားပုံသူ့ရဲ့နာမည်ကိုဖော်ထုတ်ပြီးဝီရဆိုတဲ့ကိုတော်ဟာတန်တုတ်တိတော်ရှိတာလေးနဲ့ကျင့်တတ်တယ်ဒါလောဘကိုနှိပ်ကွက်ထားသည့်အတွက်ကြောင့်သူ့မှာရှိတာလေးနဲ့ကျင့်တတ်တယ်ဘဝပြီးချမ်းသာလေးနဲ့ပဲကျင့်တတ်ပြီးအလုပ်တစ်ခုကိုကြိုးစားအထောက်လောကမှာမကျင့်တတ်ခြင်းဟာဒုက္ခကိုဖိတ်ခေါ်နေတာနဲ့တူတယ်ပဲကိုမကျင့်တတ်တာလို့ရှိတာနဲ့မကျင့်တတ်တာမကျင့်တတ်သည့်အတွက်ကြောင့်လောဘတွေရားစွာတိုးတက်လာပြီးရာဇဝမှုတွေကိုကျွလွန်လာသည့်ထိအောင်မကျင့်တတ်မှုကဖော်ဆောင်သွားတတ်တယ်ပေါ့ဒါကြောင့်မို့ရှိတာနဲ့ကျင့်တတ်တယ်ကျင့်တတ်လောက်လောဘကိုနှိပ်ကွက်ထားသည့်အတွက်ကြောင့်ကိုရှိတာလေးနဲ့ကျင့်တတ်နေတဲ့အနေအထားတစ်ခုရရှိအောင်မြတ်စွာဘုရားရဲ့အဆုံးအမတရားကသူ့ရဲ့စိတ်ဓာတ်ကိုနှိပ်ကွက်ပေးတာမြတ်စွာဘုရားကတန်တုဋ္ဌိပရမန္တနံလောကမှာပိုင်ဆိုင်ရမယ့်ပစ္စည်းတွေထဲမှာအကောင်းဆုံးကတော့ကျင့်တတ်ခြင်းကိုရှိတာလေးနဲ့ကျင့်တတ်နိုင်ခြင်းဆိုတဲ့တန်တုဋ္ဌိဟာအကောင်းဆုံးသောပစ္စည်းဥစ္စာဖြစ်တယ်။သို့မဟုတ်ပစ္စည်းဥစ္စာတွေထဲမှာကျင့်တတ်မှုဆိုတာကိုပိုင်ဆိုင်တာဟာအချမ်းသာဆုံးပဲလို့သူဆိုတယ်။ဓနတွေထဲမှာပိုင်ဆိုင်ရတဲ့ဓနတွေထဲမှာကျင့်တတ်မှုကထွတ်ထိပ်မှာရှိတယ်။မကျင့်တတ်ရင်လူဟာအလို့လျောက်စိတ်ဒုက္ခတွေရောက်ကာယကဒုက္ခနဲ့ကြုံတွေ့စေတသိကဒုက္ခနဲ့ကြုံတွေ့မကျေနပ်နိုင်သည့်အတွက်ကြောင့်ပြဿနာတွေများစွာဖြစ်ပြီးလူတွေဟာမကောင်းတဲ့အလုပ်တွေလုပ်မိပြီးနောက်ဆုံးမှဆုံးနစ်မြုပ်သွားတာဟာမကျေနပ်နိုင်ခြင်းကြောင့်သာလည်းဖြစ်တယ်။လောဘတရားရဲ့လွှမ်းမိုးထားပြီးဆိုလို့ရှိတာနဲ့ကျေနပ်နိုင်စွာမရှိကြဘူး။မရှိသည့်အတွက်ကြောင့်လောဘရဲ့ကြေးကျွန်ဘဝရောက်ပြီးတဏှာရဲ့ခြေချွန်ဘဝရောက်ပြီးရုံးကန်လှုပ်ရှားသဖြင့်
ဘဝမှာလည်းဆင်းရဲဒုက္ခမျိုးမျိုးနဲ့ကြုံတွေ့ကြဒါကိုဝီရဆိုတဲ့မထေရမြတ်ကသူ့ကိုယ်သူပြောတာဝီရဆိုတဲ့ကိုယ်တော်ကရှိတာလေးနဲ့ကျင့်တတ်နိုင်ပြီတဲ့ဝိတေနကင်ခောကျင့်တတ်မှုနဲ့ပတ်သက်ပြီးတရားဓမ္မနဲ့ပတ်သက်လို့မြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိထားတဲ့အချိန်ကစပြီးတန်တရားဆိုတာတစုံတစသူ့မှာမရှိတော့ဘူးအလုံးလှုပ်တင်တာနဲ့မလှုပ်တင်တာအစဘဝမှာဖြတ်သန်းရမယ့်အရာနဲ့ပတ်သက်ပြီးဘယ်အရာကိုမှတန်တရားမရှိတော့ဘူးဖရာအပေါ်မှာလည်းတန်တရားမရှိဘူးတရားအပေါ်မှာလည်းတန်တရားမရှိဘူးတန်ခါအပေါ်မှာလည်းတန်တရားမရှိဘူးကိုကျင့်ရမယ့်ကျင့်ဝတ်သိက္ခာတွေပေါ်မှာလည်းတန်တရားမရှိဘူးအတိတ်ဘဝတွေးလိုက်ရင်လည်းတန်တရားမရှိဘူးအနာဂတ်ကိုမျှော်တွေးလိုက်ရင်လည်းတန်တရားတွေကင်းနေတယ်ဒါကြောင့်မို့တရားဓမ္မကိုမှန်မှန်ကန်ကန်သိထားသည့်အတွက်ကြောင့်တန်တရားဆိုတဲ့ပင်လေကြီးကိုဖြတ်ကူးပြီးသားဖြစ်နေပြီလို့သူကိုယ်သူတန်တရားကလွန်မြောက်တဲ့အနေအထားတစ်ခုကိုလည်းဖော်ဆောင်ပြီးတော့ပြောခဲ့ဘာကြောင့်တန်တရားကလွန်မြောက်တယ်လဲမြတ်စွာဘုရားရဲ့အဆုံးအမတရားကြောင့်တန်တရားကကင်းစင်သွားတာမြတ်စွာဘုရားအဆုံးအမရထားတဲ့သူတော်စင်တွေထဲမှာတတ္တဝါဖြစ်သွားလို့ရှိရင်တန်တရားကင်းခြင်းနဲ့အမှန်မြင်ခြင်းလို့ဆိုတဲ့အဆင့်ကိုရောက်ရှိသွားတယ်ဒါကြောင့်မို့ဒီစကားဖြင့်သူကိုယ်သူသောတပန်ဖြစ်ခဲ့တဲ့အနေအထားတစ်ခုထုတ်ဖော်ပြောဆိုခြင်းပဲဖြစ်တယ်ဝိတေနကင်ခောယုံမတန်တရားအလုံးကိုသူကြော်ဖြတ်နိုင်ခဲ့ပြီလို့သူဆိုတယ်ဟောနောက်ပြီးတော့သူဗာပြောလို့ဝိစိတာဝီအပေတလောမဟံတော်သူဟာဘဝမှာအောင်နိုင်သူပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့ဒီစကားလုံးကတာမန်တွက်မဲ့ဆိုရင်လောကလူတွေပြောနေတဲ့အောင်နိုင်သူဆိုတာဘာကိုအောင်နိုင်တာလဲမိမိနဲ့ရှင်ပြိုင်တဲ့ပုဂ္ဂိုလ်ကိုအောင်နိုင်တာလားပြိုင်ဘက်ကိုအောင်တာမျိုးလားဒီနေရာမှာသူဆိုလိုတာပြိုင်ဘက်ကိုအနိုင်ယူတာမျိုးမဟုတ်ပါဘူးသူတဏ္ဍာမှာဖြစ်နေတဲ့ကိလေသာတွေလောဘတွေဒေါသတွေမောဟတွေကိုအပြတ်ရှင်းနိုင်လို့သူဟာအောင်မြင်သူဖြစ်ခဲ့ပါလူတယောက်ကိုအောင်တယ်ဆိုတာဟာမခဲရင်လာဘူးကိုအောင်နိုင်မှုကသာခဲရင်တာနော်သူများကိုအောင်နိုင်မှုဆိုတာမခဲရင်ဘူးရက်ဆက်ကြမ်းကြုတ်တဲ့ပုဂ္ဂိုလ်တွေဟာသူများကိုအနိုင်ယူတတ်တယ်သို့သောသူတော်ကောင်းတွေဟာသူများကိုအနိုင်ယူမဲ့အစားကိုအနိုင်ယူကြတာဖြစ်တယ်ကိုအောင်နိုင်မှတကယ်အောင်နိုင်သူလို့မြတ်စွာဘုရားရဲ့အဆုံးအမဒီလိုဆိုတာဖြစ်တယ်ပေါ့နော်အောင်နိုင်မုံဒီမျိုးစုံမြတ်စွာဘုရားကစစ်မှန်တဲ့အောင်နိုင်မှုနဲ့ပတ်သက်ပြီးဆုံးမထားတာရှိတယ်အာဂောဒေနစိနေကောတံအမျက်ဒေါသကင်းစင်ပြီးသိခံခြင်းမေတ္တာတရားနဲ့တစ်ဖက်သားရဲ့ဒေါသကိုအောင်နိုင်ရမယ်လို့သူဆိုတယ်လူကိုအောင်ခိုင်းတာမအောင်နိုင်ခိုင်းတာမဟုတ်ဘူးအကောရိဏစိနေကောတံအတာဒုံတာထုနာစိနေမကောင်းတဲ့လူကိုလည်းမိမိကကောင်းစွာနေထိုင်ပြောဆိုခြင်းဖြင့်အောင်နိုင်တယ်မကောင်းတာကိုကောင်းတာနဲ့အောင်တယ်ဒီလိုဆိုလို့စိနေကတရိယံဒါနေနာမပေးကမ်းလို့နှမျိုးဝန်တိုတဲ့ပုဂ္ဂိုလ်မျိုးကိုလည်းပေးကမ်းခြင်းဆိုတဲ့စွန့်လွတ်မှုဒါနတရားဖြင့်အောင်နိုင်ရမယ်လို့အောင်နိုင်ပုံဤမျိုးတွေမြတ်စွာဘုရားစစ်မှန်တဲ့အောင်ခြင်းဟောကြားထားတာဖြစ်ပုဂ္ဂိုလ်တယောက်ကိုအောင်နိုင်တယ်ဆိုတာတခဏအောင်နိုင်ခြင်းသာဖြစ်တယ်ထာဝရအောင်နိုင်ခြင်းမဟုတ်ဘူးအခွင့်မသာတဲ့အခါမှာတစ်ဖက်သားကရှုံးသွားတာကိုပဲကိုကအောင်နိုင်သူဖြစ်သတ်မှတ်တယ်ထိုတစ်ဖက်သားကအခွင့်သာလာတဲ့အခါကိုဟာတလဲ့တခါအရှုံးပေးရအောင်မှာပဲဖြစ်တယ်
ဒါကြောင့်မို့ထာဝရအောင်နိုင်ရင်လို့မခေါ်နိုင်ဘူးကိုယ်တဏ္ဍာမှာရှိတဲ့လောဘဒေါသမောဟကိလေသာတွေကိုအောင်လိုက်တာမှထာဝရအောင်နိုင်မှုတကယ်ကိုထူးချွန်တဲ့အောင်နိုင်မှုဖြစ်တယ်လို့ဒါလည်းဘဝသင်္ကန်းစာတရားအနေနဲ့သူဟာဝိသိတာဝီအောင်နိုင်သူလို့ဝင်ကြွားစွာပြောဆိုခဲ့တာသူရဲ့ဓမ္မအရေးချင်းအမြင်တစ်ခုဖော်ထုတ်ပြခြင်းပဲဖြစ်တယ်ဘုရားမြတ်စွာကိုယုံကြည်ကိုးကွယ်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့လည်းအောင်နိုင်မှုမျိုးစုံရှိတဲ့ထဲမှာကိုယ့်အောင်နိုင်အောင်ကြိုးစားခြင်းကသာလေမှန်ကန်တယ်လို့ဒီလိုပြောလူတွေဟာသူများကိုအောင်နိုင်ကြတော့လေကိုယ့်ကြတော့အမြဲတမ်းအရှုံးပေးနေကြဖြစ်တယ်ဒါကြောင့်မို့ဘယ်တော့ခါမှမအောင်ဘူးတဲ့ကိုယ့်အောင်မှအောင်နိုင်သူအစ်ဖြစ်တယ်ဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားအရာထူးခြားတဲ့အမြင်တရားသာလည်းဖြစ်တယ်လောကမှာဒီလိုအမြင်မျိုးတွေးမိဖို့ဆိုအလွန်ခဲရင်လည်းမြတ်စွာဘုရားဟောမှသာလည်းဒီအတွေးမျိုးကိုတွေးနိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်ဝိသိတာအောင်နိုင်သူအစ်သူဟာဖြစ်ခဲ့တယ်အဲ့ဒီလိုအောင်နိုင်သူဖြစ်သည့်အတွက်ကြောင့်အပေတလောမဟန်သောကြောက်ရွံ့စိုးရိမ်ပြီးစက်သိမ်းမွေးခြင်းထခြင်းဆိုတာသူ့မှာလုံးဝမရှိဘူးအောင်နိုင်သူပုဂ္ဂိုလ်ဖြစ်နေတယ်တာမန်လူတယောက်ကိုအောင်နိုင်တဲ့ပုဂ္ဂိုလ်ဟာကိုယ်အနိုင်ယူထားတဲ့ပုဂ္ဂိုလ်ကတုံ့ပြန်လာမှာကိုအမြဲတမ်းကြောက်ရွံ့နေရတယ်ကိုအောင်နိုင်တဲ့ပုဂ္ဂိုလ်ကရန်သူကင်းလို့ညီသူကိုမှကြောက်เสียမလိုတော့တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့ဒါကြောင့်မို့စက်သိမ်းမွေးခြင်းထခြင်းဆိုတဲ့ကြောက်လန့်မှုတွေသူ့မှာလုံးဝကင်းစင်နေရဲစွမ်းတတ္တိအပြည့်အဝရှိတယ်ဆိုတာကိုထုတ်ဖို့ပြောကြတာပဲဖြစ်တယ်ဝီရောတောပရိနေဟုတောထိတတ်တော်ဝီရဆိုတဲ့ကိုတော်ဟာပရိနေဟုတောယင်တဲ့နှလုံးထဲမှာအပူဓာတ်တွေအကုန်လုံးငြိမ်းသွားပြီဒါကကြောင့်ဖြစ်တဲ့အပူဒေါသကြောင့်ဖြစ်တဲ့အပူမောဟကြောင့်ဖြစ်တဲ့အပူဘုန်းကြီးတို့တွေကိုယ့်ရင်ထဲမှာဘာကြောင့်ပူနေတယ်ဆိုတာကိုဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်ပူခြင်းရဲ့အကြောင်းတရားတွေဟာကိလေသာတွေသာလည်းဖြစ်တယ်ပေါ့ဒါကြောင့်ဒီကိလေသာတွေကိုညှိမ့်သက်လိုက်နိုင်လို့ရှိရင်ထာဝရငြိမ်းတဲ့ရှင်တွင်းအေးတဲ့အငြိမ့်ဓာတ်ကိုရရှိကြမှာဒီပထေမြတ်ကသူ့ရဲ့ရင်ထဲနှလုံးထဲမှာအပူပင်ဟူသမျှတစ်ခုမှမရှိတော့ဘူးဆိုတာဝင်ကြွားစွာမြတ်ဟာတော်မူခဲ့တာဖြစ်တယ်ပေါ့အေးကိလေသာအပူတွေငြိမ့်သွားတဲ့ပုဂ္ဂိုလ်တို့ရဲ့စိတ်ဓာတ်အခြေအနေဟာလည်းပဲအလုံးကိုတည်ငြိမ်နေတည်မှတ်တယ်ဘုန်းကြီးတို့တွေစိတ်ဓာတ်နဲ့နှိုင်းရှင်ကြည့်လောကလူတွေဟာလောကရန်နဲ့တွေးလိုက်တဲ့အခါမှာတိမှတ်ခြင်းတည်ငြိမ်ခြင်းဆိုတာမဖြစ်ကြဘူးကောင်းတဲ့လောကရန်နဲ့တွေးလို့ရှိရင်ဝမ်းသာအဲလဲဖြစ်ကြတယ်မကောင်းတဲ့လောကရန်နဲ့တွေးပြီးဆိုရင်စိတ်ဓာတ်ကျကြတယ်အဲ့တော့ရိမ့်ရိုင်လှုပ်ရှားနေတဲ့စိတ်တွေနဲ့ဘဝမှာစခန်းသွားနေကြတာဖြစ်အဲ့ဒီလိုရိမ့်ရိုင်လှုပ်ရှားနေတဲ့စိတ်ဓာတ်တည်ငြိမ်တိမှတ်သွားအောင်ဘာလို့ကိလေသာတွေကိုအနိုင်ယူရမှာသာဖြစ်တယ်ကိုယ့်ရဲ့ရင်ထဲမှာကိလေသာတွေကိုမငြိမ့်သက်နိုင်သေးဘူးဆိုလို့ရှိရင်စိတ်ဓာတ်တည်ငြိမ်မှုတိမှတ်မှုဟာဘယ်တော့မှရှိအောင်မဟုတ်သေးဘူးဆိုတာဇာနာပုဂ္ဂိုလ်ရဲ့အရေးချင်းဓမ္မအမြင်ဓမ္မအရေးချင်းတွေကိုအခုလိုဖော်ပြတာဖြစ်တယ်မြတ်ဗုဒ္ဓရဲ့တပည့်တာဝကတွေဟာစိတ်ဓာတ်အနေအားဖြင့်တည်ငြိမ်တယ်တိမှတ်တယ်ဒီအနေထားမျိုးရလောကရန်မုန်တိုင်းရောက်တုံလုတ်ခြောက်ခြားခြင်းမြည်သည့်အခါမှမဖြစ်ဘူးကြောက်တောင်ကြီးတွေဟာလေးဘက်လေးထံကမုန်တိုင်းကြီးတွေမြည်များပြင်တိုက်ခတ်တော်လဲလှုပ်ရှားရိမ့်ရိုင်ခြင်းမရှိသလိုဒီလိုပုဂ္ဂိုလ်မျိုးတွေရဲ့ရင်ထဲနှလုံးထဲမှာကိလေသာငြိမ်းသွားတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ဟာလေတည်ငြိမ်တိမှတ်ပြီးတော့နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသူကိုယ်တိုင်ဟာအမှတ်တရစကားတွေအနေနဲ့ဖွင့်ဟပြောကြားခဲ့တာဖြစ်တယ်ပေါ့အေးဒါကြောင့်ဘဝသင်္ကန်းစာတစ်ခုပေးတဲ့တဲ့သူဟာ
အရိုင်းဘဝကနေပြီးတော့ယဉ်ကျေးလာသူဖြစ်တယ်ဆိုတာရဲ့ဘုန်းကြီးတို့တွေလည်းခုချိန်မှာကိလေသာတွေမကင်းသေးလို့ရှိရင်အရိုင်းဘဝမှာရှိနေကြသေးတယ်အရိုင်းဘဝကိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေနဲ့ယဉ်အောင်ကြိုးစားကြတယ်ဒါကြောင့်မို့သီလဆောက်တည်တယ်ဆိုတာကာယကံရိုင်းဆိုင်မှုဝစီကံရိုင်းဆိုင်မှုဒီတစ်ခုဖယ်ရှားပစ်ဖို့ထိမ့်ချုပ်ဖို့အတွက်သီလဆောက်တည်ကြတာဖြစ်တယ်ပေါ့။ဒါမှအပြင်ရိုးရာသီလယူကြတယ်လို့ဒီလိုနှလုံးမသွင်းမဲ့နဲ့တို့တွေရဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့အပြောဆိုရိုင်းဆိုင်မှုအလုတ်ကံရိုင်းတိုင်းမှုတွေအမူအရာရိုင်းဆိုင်မှုတွေသီလဖြင့်ထိမ့်ကွက်ကြတယ်။စိတ်နှလုံးရဲ့ရိုင်းဆိုင်မှုကိုတော့သမာဓိနဲ့ပညာနဲ့နှိပ်ကွက်ဆုံးမယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဘဝကိုရောက်သွားနိုင်တယ်။အဲဒီလိုယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဘဝရောက်လာပြီဆိုတော့မှကိလေသာတွေကိုအောင်နိုင်သူအဆင့်ကနေပြီးတော့လုံးဝကြောင်းရွံ့ခြင်းကင်းရဲတင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရုံမှမကရှင်တဲ့နှလုံးထဲမှာထာဝရအေးချမ်းပြီးတော့စိတ်ဓာတ်တည်ငြိမ်တဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်အနေထားမျိုးစိတ်နှလုံးတည်ထန့်ခိုင်မာတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဟောဒီကျင့်စဉ်သင်္ကန်းစာကိုလည်းပဲအလုံးသောဒီမိမိနဲ့ထပ်တူဘုရားရဲ့အဆုံးအမကိုခံယူကြတဲ့ပုဂ္ဂိုလ်တွေဒီအဆင့်ရောက်အောင်လမ်းပြပေးသွားတာဖြစ်တယ်ပေါ့ဒါဖြင့်ကောင်းပြီဝီရဆိုတဲ့ယဟန်တော်ဟာတန်တရားထဲမှာသူ့ရဲ့ဘဝတွေဘယ်လိုစတင်ပြီးတော့အခုလိုအဆင့်ရောက်ရှိလာတာလဲဘာတွေလုပ်ခဲ့တယ်လဲဘဝအတွေ့အကြုံမှာဘယ်လိုကံကောင်းခဲ့တယ်လဲဆိုတာတွေကိုကြည့်ရဒီလိုကြည့်ခြင်းအပြင်ဘုန်းကြီးတို့တွေရောဘဝမှာတို့လုံနေတာတို့ကြုံတွေ့နေတာတွေဟာကံကောင်းတဲ့အနေအထားမျိုးတွေရှိသလားအခွင့်အရေးကောင်းနေလို့ရှိရင်လေတို့လုံနေတဲ့အလုပ်တွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေဟာဒီသင်္ကန်းစာကိုမှတ်သားနိုင်ယူကြည့်ခြင်းအပြင်ကိုယ့်ရဲ့ဘဝလမ်းကြောင်းကိုလည်းဖြောင့်တန်းစွာတွေ့မြင်နေကြရမှာဖြစ်တယ်နော်ဝီရဆိုတဲ့အရှင်မြတ်တန်တရားမှာသူ့ရဲ့ဘဝဘယ်ချိန်ကစပြီးတော့မှတ်တမ်းဝင်လာတယ်လဲလို့ဆိုလို့ရှိရင်နော်ဒီကဘာကနေပြီးတော့နောက်ပြန်ရေတွက်လိုက်တဲ့အခါမှာ90နဲ့တကဘာဒီကဘာကနေနောက်ဆုံးရေတွက်လိုက်ရင်90နဲ့တကဘာမြောက်မှာဝိပတ္တိဆိုတဲ့မြတ်စွာဘုရားပွင့်တယ်ဘုရားပွင့်တာနဲ့ကြုံကြိုက်တယ်အဲ့တော့ဘုရားပွင့်တာနဲ့ကြုံကြိုက်တိုင်းလူတွေဟာဒီအခွင့်အရေးရသွားကြလားလို့ဆိုမရဘူးဖျားပွင့်တော်လည်းပဲအခွင့်ကောင်းကိုမရလိုက်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိ။ဘာဖြစ်လို့လဲဆိုအခွင့်ကောင်းဆိုတာအသုံးချတတ်မှရမှာဟုတ်။အခုဒီကနေ့လေဘုရားမြတ်စွာပွင့်တော်မူတဲ့အချိန်မှာဒီကနေ့ခေတ်မှာကမ္ဘာလူဦးရေတန်ပေါင်း9000ကျော်ရှိတယ်။မြတ်ဗုဒ္ဓရဲ့အဆုံးအမသိရှိရတဲ့ပုဂ္ဂိုလ်ဘယ်လောက်ပဲရှိ။သိရှိပြီးတော့လိုက်နာကျင့်သုံးပြီးဒီအခွင့်အရေးကိုတန်ဖိုးရှိရှိအသုံးချတဲ့ပုဂ္ဂိုလ်ကဘယ်နှဦးရှိတွက်ကြည့်လိုက်မယ်ဆိုအလွန်နည်းတယ်ပေါ့ရခိုင်နှုန်းအားဖြင့်အလွန်နည်းအဲ့ဒါလိုပဲဝိပဿနာများစွာဘုရားပွင့်တဲ့အချိန်မှာလူလောကမှာလူတွေမြောင်များစွာရှိတယ်အဲ့ဒီ90တကဘာမှာသူဟာဝိပဿနာဘုရားပွင့်တဲ့အချိန်လူလာဖြစ်တယ်လူလာဖြစ်တဲ့အချိန်မှာမြတ်စွာဘုရားနဲ့ဆုံတွေ့လို့သူ့ရဲ့တရားစွမ်းအားမှန်ကန်တဲ့အတွေ့အမြင်တွေကြောင့်မြတ်စွာဘုရားသရင်သုံးတဲ့အကြောင်းကိုတန်ရှင်းရေးလှုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုကိုသူရအောင်လုပ်ခဲ့ဘူးတယ်။တာမန်ကုသိုလ်တစ်ခုပဲနော်။ဝိပဿနာမြတ်စွာဘုရားဓမ္မတရားနာပြီးတော့မက်ဖို့နိဗ္ဗာန်မရပေမဲ့လို့ဝိပဿနာမြတ်စွာဘုရားသရင်သုံးတဲ့အကြောင်းမှာတန်ရှင်းရေးကုသိုလ်ယူခဲ့ဘူးတဲ့ကုသိုလ်လေးဟာသူ့ဘဝရဲ့အပြောင်းအလဲဖြစ်လာတယ်လို့သူတို့ဆိုအောင်ခေါ်တော့မြတ်စွာဘုရားလက်ထက်မှာမဟာတဝကအဖြစ်ကျွတ်တန်းဝင်သွားတဲ့ပုဂ္ဂိုလ်တွေဟာ
ကဘာတသိန်းကပထမုဒ္ဒရာမြတ်စွာဘုရားနဲ့ဆုံတွေ့ပြီးအခွင့်ကောင်းရခဲ့တဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်ပေါ့ခုဘုန်းကြီးတို့တွေလည်းကြည့်လေမလွန်စေဆံလူအသင်းကြီးဘလွန်ဆံလူအသင်းကြီးဆောင်ရွက်လာကြတဲ့ပုဂ္ဂိုလ်တွေဆက်ဆက်သင်္မလူကြီးများအနေနဲ့ရရကနေကုသိုလ်ကောင်းမှုလို့လုပ်နေကြတဲ့သင်္ထောက်တွေအားလုံးဟာသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်လေးမှာအခွင့်ကောင်းယူလိုက်ကြဖြစ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြဒီကုသိုလ်ကောင်းမှုတွေဟာပျောက်ပြက်သွားမှာမဟုတ်ဘူးမိမိတို့ရဲ့ဘဝမှာမှတ်တမ်းတင်ခံရတဲ့ကုသိုလ်ကောင်းမှုတွေသာဖြစ်တယ်ပေါ့အေးဒီလိုကုသိုလ်ကောင်းမှုကလူတိုင်းလုပ်သလားလို့မေးကြည့်လိုက်မြန်မာနိုင်ငံမှာတည်းပဲသင်္မလူကြီးအဖြစ်နော်ပါဝင်လုပ်တဲ့ပုဂ္ဂိုလ်သင်္တောင်လူကြီးတွေအဖြစ်ပါဝင်လုပ်ကိုင်တဲ့ပုဂ္ဂိုလ်လူတိုင်းပါဝင်ကြတာလားဆိုတော့ပါဝင်ဒီထဲမှာသင်္မလူကြီးတွေရဲ့နှိုးဆော်တိုက်တွန်းမှုသင်္တောင်လူတွေရဲ့နှိုးဆော်တိုက်တွန်းမှုကြောင့်လှူချတန်းကြတာဆိုတာလည်းပဲမြန်မာနိုင်ငံသားအားလုံးဟာလှူချသလားဆိုမလှူပါဘူးအားလုံးလှူတာမဟုတ်ပါအဲ့တော့ကုသိုလ်ကောင်းမှုအခွင့်အရေးကျုံလာတော့လေထိုအခွင့်ကောင်းကိုရရှိပြီးကုသိုလ်ကောင်းမှုပြုလိုက်တဲ့ပုဂ္ဂိုလ်ဆိုတာအနည်းငယ်သာရှိတယ်အခုလည်းဝိပဿနာမြတ်စွာဘုရားလက်ထက်မှာဝီရဆိုတဲ့ပုဂ္ဂိုလ်ရဲ့အလောင်းဟာလူဖြစ်ပြီးတော့မှန်ကန်တဲ့အမြင်နဲ့ဝိပဿနာမြတ်စွာဘုရားပေါ်မှာသရပတနာစိတ်တွေဖြစ်ပြီးတော့ကျောင်းတော်မှာတန်ရှင်းရေးကုသိုလ်သွားရောက်ပြီးတော့လောက်ကင်ခဲ့တာဒါသူ့ဘဝရဲ့အစပဲအပြောင်းလဲတစ်ခုကိုသူရရှိသွားတယ်အဲ့ဒီတန်ရှင်းရေးကုသိုလ်နဲ့ပဲသူဟာဘဝမှာလူဘဝနတ်ဘဝကောင်းရသုဂတိဘုံတွေမှာကျင်လည်ရတယ်အဲ့ဒီစိတ်ဓာတ်ကလေးကမျိုးစိတ်ကျသွားတယ်မြတ်စွာဘုရားကိုဖူးတွေ့ရပြီးတော့ကြီးညိုသရာစိတ်လေးနဲ့ဒီတန်ရှင်းရေးကုသိုလ်လေးကိုရယူခဲ့ရတယ်အဲ့ဒီကုသိုလ်ရဲ့အစွမ်းနောက်တစ်ခုတန်ရှင်းရေးလုပ်ရကလည်းမြတ်စွာဘုရားပေါ်မှာကြီးညိုသရာစွမ်းအားတွေတိုးတက်လာတဲ့အခါမှာတောတဲ့တောင်ထဲမှာအစင်သင်းရတဲ့ပါဠိလိုကတော့နိခုံထိလို့ခေါ်တယ်မြန်မာပြန်တဲ့အခါမှာကြောင်ပန်းပွင့်လို့ပြောတယ်နော်ကြောင်ပန်းပွင့်ဆိုတာလှတာမဟုတ်ဘူးခဏလေးလိုပန်းအလှတွေမဟုတ်ဘူးအလှတွေထဲမှာမပါဘူးပေါ့နော်သူဟာမြတ်စွာဘုရားကိုကြောင်ပန်းပင်ကကြောင်ပန်းပွင့်နေနဲ့ခူးပြီးတော့ဘုရားကိုပူဇော်ခဲ့ဘူးလေဒါသူရှိတာနဲ့သူပူဇော်လိုက်တယ်အဲ့ဒါဟာသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုနှစ်ခုပဲဖြစ်တယ်ဆံလူတဲ့ကုသိုလ်နဲ့စာလိုက်မယ်ဆိုလို့ရှိရင်မပြောပါတော့တဲ့ကုသိုလ်လိုပဲပြောရမှာဖြစ်တယ်နော်ဆွမ်းသံတော်တွေလှူလိုက်တယ်တန်ဃာတွေတန်ခိကမဟာတန္တုလဒါနဆွမ်းသံတော်မှာစေရနာထက်သန်စွာထက်လှူတယ်ဆိုကုသိုလ်ကောင်းမှုနဲ့စာလိုက်ရင်သူကုသိုလ်ကောင်းမှုကပြောပါတော့တာမဟုတ်ဘူးတဲ့အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်သူဟာလူဘုံရောက်လိုက်နတ်ဘုံရောက်လိုက်ဘဝမှာစုံကြီးဆန်းကြီးနေပြီးတော့နောက်ဆုံးမှာဒီကဘာကနေပြန်ပြီးတော့ရေတွက်တော့25ခုမြောက်ကဘာ25ခုမြောက်ကဘာမှာမဟာပတာပဆိုတဲ့စကြဝဠာမင်းသွားဖြစ်ပြန်တော့သူရဲ့ပြုလုပ်ခဲ့တဲ့တရားစွမ်းအားကအကျိုးပေးတာလူဆိုတာဒီဘဝတရားတရားရှိပြီးလူခဲ့တန်းခဲ့တဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့ဆိုရင်ကောင်းတဲ့ဘုံဘဝကိုရောက်ပြန်ရောက်လာတဲ့အခါမှာကံကောင်းခြင်းကြောင့်ထပ်မှန်ပြီးတော့ကောင်းတဲ့အလုပ်တွေကိုလုပ်မိပြန်တယ်ဒါကြောင့်ကံကောင်းတဲ့ကောင်းသွားတာဒီလိုဖြစ်တာနော်ဒါကြောင့်မဟာပတပဆိုတဲ့စကြဝဠာမင်းဘဝကိုသူရောက်တာအဲ့တော့စကြဝဠာမင်းဆိုတာဟာအမှန်တန်ထူးခြားတဲ့လူတွေကလည်းလူရင်ကျေးတွေရှိုင်းဆိုင်တဲ့လူအမှန်တန်မှရှားပါပြီးလူတွေဟာလူရင်ကျေးတွေများတဲ့အချိန်မှာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တယ်ဆိုတဲ့အခါသူ့ရဲ့
ဆုံးမဩဝါဒလေးနဲ့ပဲတိုင်းပြည်တစ်ခုလုံးငြိမ်ဝတ်ပြီးတော့အေးချမ်းသာရအောင်အုပ်ချုပ်နိုင်ခဲ့တယ်။ဘာနဲ့အုပ်ချုပ်တယ်လဲလို့ဆို၅ပါးသီလနဲ့ပဲအုပ်ချုပ်တာ။စကြဝဠာမင်းတွေဟာတိုင်းကလှဲ့လှဲ့ပြီးတော့သူတို့လုပ်တဲ့အလုပ်ကဘာလဲလူတွေကိုနော်ကောင်းရာလမ်းကြောင်းပေါ်မှာတင်ပေးတယ်ကောင်းတဲ့ဇေယိုက်တွေပေါ်မှာရောက်ရှိအောင်နတ်ပြည်လမ်းကြောင်းနိဗ္ဗာန်လမ်းကြောင်းဆိုတာနတ်ပြည်လမ်းကြောင်းပေါ်မှာတင်ပေးလိုက်ဘာနဲ့တင်ပေးတယ်လဲလို့ဆိုလို့ရှိရင်ကြည့်နော်တရားတွေတက်ကိုမတတ်ကြနဲ့သူများဥစ္စာကိုမတရားမယူချနဲ့နော်သူတော်သားမယားကိုမပြစ်မှားကြနဲ့လိမ့်လေမပြောကြနဲ့မူရသေးစာမတောက်စားကြနဲ့ဒီ၅ခုပဲအဲ့ဒီ၅ခုနဲ့တိုင်းသားပြည်သူတွေရဲ့အကျိုးကိုဆောင်ရွက်ခဲ့တယ်ထိုခေတ်ကလူတွေကလည်းအလွန်ကောင်းသည့်အတွက်ကြောင့်ဒီအဆုံးမဩဝါဒနဲ့တင်လုံလောက်ပြီးတကယ်ကိုတတိယပြီးလူတွေလူကောင်းတွေဖြစ်တယ်အဲ့ဒီလူတော်လူကောင်းဖြစ်အောင်လဲစကြဝဠာမင်းတွေရဲ့အစီမံဟာလည်းပဲအလွန်ကောင်းတယ်သူဟာတိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါမှာဓမ္မလမ်းကြောင်းနဲ့ပဲအုပ်ချုပ်တာဖြစ်တယ်အာဏာနဲ့လက်နဲ့ဒီလိုအုပ်ချုပ်တာမျိုးမဟုတ်ဘဲနဲ့ဓမ္မလို့ခေါ်တဲ့ကုသိုလ်ကမ္မပဋ္ဌတရား10ပါးမဟုတ်တာတွေမလုပ်ဖို့ထိန်းချောင်းပေးုံမျှတာဘုရင်မင်းတရားတွေစကြဝဠာမင်းတွေဟာအုပ်ချုပ်တာဖြစ်တယ်ဒါကြောင့်မို့သူတို့ရဲ့အဓိကလိုက်နာဆောင်ရွက်တာသူတို့ကိုယ်တိုင်လိုက်နာဆောင်ရွက်တဲ့အချက်10ချက်ရှိအဲ့ဒီ10ချက်ကိုလိုက်နာဆောင်ရွက်ခြင်းဖြင့်သူတို့ကိုယ်တိုင်ဟာလည်းပဲစွန့်ရည်တတ္တိပြီးွားတဲ့စကြဝဠာမင်းအဖြစ်ကိုရရှိကြတယ်ပေါ့နော်အဲ့ဒီမှာ10ချက်ကဘာလို့ဆိုလို့ရှိရင်သူဟာတရားဥပဒေဆိုတာခဏခေတ်ကတရားဥပဒေမျိုးကိုပြောတာမဟုတ်ဘူးကုသိုလ်ကမ္မပဋ္ဌတရားဆိုတဲ့လောကရဲ့တဘာဝကပေးထားတဲ့တရားဥပဒေကောင်းတာမကောင်းဘူးကောင်းတယ်မကောင်းဘူးလုပ်တဲ့တယ်မလုပ်တဲ့ဘူးအပြစ်ရှိတယ်အပြစ်မရှိဘူးဆိုတာပင်ကိုယ်မှာပဲရှိတယ်ပေါ့နော်လုပ်တဲ့တာနဲ့မလုပ်တဲ့တာငကိုယ်တည်းရှိပြီးသားလူလောကမှာအပြစ်ရှိတာနဲ့အပြစ်ကင်းတယ်ဆိုတာငကိုယ်တည်းရှိပြီးသားအဲ့ဒီအပြစ်ကင်းတဲ့အလုပ်နဲ့အပြစ်မကင်းတဲ့အလုပ်လုပ်တဲ့အလုပ်နဲ့မလုပ်တဲ့အလုပ်ဒီနှစ်ခုကိုခွဲခြားပြီးတော့လုပ်တဲ့အလုပ်နဲ့ပဲတိုင်းသူပြည်သားတွေကိုလုံခြုံအေးချမ်းအောင်စီမံဆောင်ရွက်တယ်တဲ့အဲ့ဒီလိုစီမံဆောင်ရွက်ပုံနဲ့ပတ်သက်ပြီးတော့နံပါတ်1ဒီလိုမှန်ကန်တဲ့လမ်းကြောင်းဘက်ကနေပြီးတော့လှုပ်တဲ့အလုပ်တွေကိုဆုံးမဩဝါဒပေးပြီးလှုပ်စေတာဟာပထမသူ့ရဲ့နန်းတော်သူနန်းတော်သားနန်းတွင်အမှုထမ်းတွေကိုမှန်ကန်တဲ့ကိုချင်းတရားတွေနဲ့ပြည့်စုံအောင်သူကထိန်းချောင်းဆောင်းရှောက်ပေးတယ်နံပါတ်2ကျတော့သူ့ရဲ့ကိုရတော်တတ်တွေတိုင်းပြည်အတွက်လိုအပ်တဲ့မင်းဆိုရာဇာတွေအတွက်အရှိန်ဝါတစ်ခုဖြစ်တဲ့ကိုရတော်တတ်တွေနဲ့ပတ်သက်ပြီးတော့လေတရားဓမ္မလေးစားအောင်မလုပ်တဲ့နာတွေမလုပ်ဖို့လုပ်တဲ့နာတွေလုပ်ဖို့ဆိုပြီးထိန်ချောင်းဆုံးမဩဝါဒပေးတယ်နံပါတ်3ကသူ့ရဲ့လက်အောက်ခံတိုင်းငယ်ပြည်ငယ်ကဘုရင်နေမတရားတာတွေမလုပ်ရအောင်ထိန်ချောင်းဆောင်းရှောက်ပြီးတော့ပေးတယ်နံပါတ်4ကပြမနာဂါပတိကလို့ခေါ်တဲ့ပြည်သူပြည်သားတွေတရားမျှတမှုရှိအောင်ထိန်ချောင်းပြီးတော့ပေးတယ်နောက်တစ်ခုကဒေသအသီးသီးမှာနေကြတဲ့နေကပုဂ္ဂိုလ်တွေတရားဓမ္မအတိုင်းကျင့်ကြံကျင့်ဆောင်နိုင်အောင်
ထိန်းချောင်းလမ်းညွှန်ပေးတယ်ဒါလူသားတွေနဲ့ပတ်သက်ပြီးတော့သူထိန်းချောင်းဆောင်ရှောက်တရားနိလန်းနဲ့ဆောင်ရှောက်ပေးတယ်တရားနိလန်းနဲ့ဆောင်ရှောက်ပေးတာနံပါတ်6ကဘာသာရေးသမားတွေနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းကိုလိုက်နာရမယ့်ဘာသာတရားအတိုင်းလိုက်နာအောင်နော်ကျင့်ရမယ့်ဘာသာတရားအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်ရအောင်ထိန်းချောင်းဆောင်ရှောက်ပြီးတော့ပေးတယ်နံပါတ်9ကြတော့တားငှက်တိရစ္ဆာန်တွေကိုလူတွေမညှင်းဆဲရအောင်တားငှက်တိရစ္ဆာန်တွေလွတ်လွတ်လပ်လပ်အန္တရာယ်ကင်းကင်းနဲ့သူတို့ဘဝယက်တိခွင့်ရအောင်ထိန်းချောင်းဆောင်ရှောက်ပေးတယ်သူတို့ဆိုလို့အဲ့တော့တိုင်းပြည်တစ်ခုမှာအုပ်ချုပ်တယ်ဆိုတာလူသားတွေတည်းမကတိရစ္ဆာန်တွေပေါ်မှာပဲအကျဉ်းတရားထားပြီးတော့ထိမ့်သိမ်းဆော့ရှော့ပေးတာပဲဖြစ်တယ်ပေါ့နောက်တစ်ခုကတော့သူ့ရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်သူ့ရဲ့ကိုယ်စားတိုင်းပြည်ကိုတာဝန်ယူပြီးတော့အုပ်ချုပ်ရတဲ့ပြိနာယကလို့ခေါ်တဲ့သူ့ရဲ့ကိုယ်စားဆောင်ရွက်တဲ့အိမ်ရှိမင်းသားကအစဝန်ထမ်းတွေအပေါ်မှာဘာပြောသလဲနံပါတ်8အနေနဲ့မင်းတို့နေထိုင်တဲ့နိုင်ငံမှာမတရားမှုတွေတခုမှမဖြစ်စေအောင်ထိမ့်သိမ်းညာဒါစကြဝဠာမင်းရဲ့ဆုံးမတဲ့ဩဝါဒမာသတေတာတဝိသိတေအတ္တမကာရောပောဋိဋ္ဌာမတရားတဲ့အမှုကိစ္စတွေမဖြစ်စေကြနဲ့တိုင်းပြည်မှာမတရားမှုတွေမဖြစ်စေကြနဲ့လို့သူ့ရဲ့ဝန်ထမ်းတွေကိုဒါအထူးဩဝါဒပေးပြီးတော့ထိမ့်သိမ်းဆော့ရှော့တယ်နော်နောက်နံပါတ်9ကြတော့ဘာတော့အဒနနံဓနမနုပါတိဓနချင်းငွေမလုံလောက်လို့ဆင်းရဲမွဲတေနေတဲ့ပုဂ္ဂိုလ်တွေကိုဓနငွေကြေးထောက်ပံ့ကူညီပေးတယ်ဒီကနေ့ခေတ်တောင်မှတချို့နိုင်ငံတွေလောက်နေကြဆင်းရဲသားတွေကိုထောက်ပံ့တယ်နော်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေဓနငွေကြေးမလုံလောက်လို့ဆင်းရဲမွဲတေနေတဲ့ပုဂ္ဂိုလ်တွေကိုဓနငွေကြေးနဲ့ထောက်ပံ့ပေးထားတယ်အဲ့ဒါဟာလည်းပဲစကြဝဠာမင်းနေလိုက်နာဆောင်ရွက်ခဲ့တဲ့ကျင့်ဝတ်တစ်ခုဘာဖြစ်လို့ဆင်းရဲတဲ့လူတွေကိုထောက်ပံ့ပေးတယ်လဲတကယ်ကိုဆင်းရဲပြီဆိုလို့ရှိရင်လူတွေဟာဆင်းရဲမှုတွေကတိုးပွားလာလို့ရှိရင်အလုံးသိတဲ့အတိုင်းဆင်းရဲခြင်းသည်ရာဇဝမှုကိုဖြစ်ပေါ်စေတယ်။တာမန်မဟုတ်ဘူးလူတယောက်လူတွေဟာစာဝတ်နေမပြည့်စုံအောင်ဆင်းရဲလာပြီဆိုလို့ရှိရင်ရာဇဝမှုတစ်ခုကိုကျူးလွန်တတ်တယ်။ရာဇဝမှုတစ်ခုကိုကျူးလွန်အင်္ဂလိပ်လိုတောင်အဆိုရှိတယ် poverty engenders crime ဆို poverty ဆိုတာဆင်းရဲမွဲတေခြင်းသည် engenders crime ရာဇဝမှုကိုဖြစ်ပေါ်စေတယ်ဒါဒီစကားဟာအကြောင်းနဲ့အကျိုးဖော်ပြတာရှေးတုန်းကလည်းဒီတိုင်းပဲစကြဝဠာမင်းတွေကအဲ့ဒါကိုသိတယ်ဒါကြောင့်မို့ဓနငွေကြေးမတတ်နိုင်တော့စာဝတ်နေမပြည့်စုံအလွန်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုဓနငွေကြေးထောက်ပံ့ပေးတာလူဆိုတာဥမတောင်းမှသီလဆောင်ဆိုတာလို့အတိတ်တွေကစာဝတ်နေပြည့်စုံမှလူတော်လူကောင်းဖြစ်နိုင်ကြတယ်လို့ဒီလိုဆိုလို့စာဝတ်နေမပြည့်စုံရင်ကြာကြီးတောင့်ကံမထားနိုင်ဘူးဒါကြောင့်မို့စာဝတ်နေပြည့်စုံမှုဟာအရေးကြီးတယ်လို့ဒီလိုဆိုအေးစကြဝဠာမင်းရဲ့တိုင်းပြည်အုပ်ချုပ်တဲ့အခါမှာအဓိကအချက်ဟာဆင်းရဲနွမ်းပါတဲ့ပုဂ္ဂိုလ်တွေကိုထောက်ပံ့ကူညီပေးတာဟာလည်းပဲတိုင်းပြည်အတွက်ဝါပြောတာယာမှုရာဇဝမှုကိမှုအတွက်ဆောင်ရွက်ချက်တစ်ခုသာဖြစ်တယ်။ဟောငြိမ်းချမ်းတရားအောင်ဆိုပြီးတော့ဒီကနေ့ခေတ်အတွေးနဲ့စဉ်းစားကြည့်ပေါ့။တိုင်းပြည်တွေဟာရာဇဝမှုထူပြောလာရင်အေးကာဝယ်ဆောင်ရှောက်မဲ့ရဲအင်အားပလိတ်အင်အားတွေတိုးချဲရမယ်လို့ပဲဒီအတွေးပဲတွေးကြမှာ။
ဘာကြောင့်ဆင်းရဲနေတယ်ဆိုတဲ့ဒီဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေချမ်းသာအောင်စားနိုင်တောင်းနိုင်အောင်ဆိုတဲ့အတွေးဟာတွေးချင်မှတွေးပါနော်တွေးချင်မှတွေးရှေးခေတ်ကစကြဝဠာမင်းနေခေတ်မှာအဲ့လိုမတွေးဘူးရဲဝန်ထမ်းတွေတိုးပြီးတော့ချလိုက်မယ်ဆိုရင်ရာဇဝမှုတွေကိုနိုင်လိမ့်မယ်လို့ဒီလိုထင်ကောင်းထင်နေတယ်ဘလောက်တိုးချရာဇဝမှုကဖြစ်နေမှာပဲဘာကြောင့်လို့ဆိုရင်ရာဇဝမှုဖြစ်ခြင်းရဲ့အကြောင်းကဆင်းရဲမွဲတေခြင်းသာလည်းဖြစ်တယ်နော်ဒါကိုပါဠိစာပေမှာလည်းပဲမြတ်စွာဘုရားကဒီစက္ကဝတိသုတ်တံမှာဒါလိဋ္ဌိယံဝေပုံလမာဂတိအဒိဏဒါနံဝေပုံလမခမိဆိုလိုတာကဆင်းရဲမွဲတေမှုတွေပေါ်များလာခြင်းသည်ခိုးမှုလူမှုရက်မှုဆိုတဲ့ရာဇဝမှုတွေတိုးပွားလာစေတတ်တယ်ဒီတိတ်ပဲခေါင်းကအင်္ဂလိပ်လိုပြောတဲ့ poverty engenders crime နဲ့တစ်ထပ်သေးပဲတူတူပဲအဓိပ္ပာယ်နော်အဲ့တော့ရာဇဝမှုတွေထူပြောလာအောင်ထူပြောမှုမဖြစ်အောင်ဘာလို့อ่ะသိဆင်းရဲမွဲတေနေတဲ့ပုဂ္ဂိုလ်တွေလှုပ်ရှားကင်စားတက်တာချောင်ချိလာအောင်စီမံဖန်တီးပေးရမယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေမဖြစ်အောင်ဒါမို့တချို့နိုင်ငံတွေမှာ poverty alleviation ဆိုပြီးရာဇဝမှုလျှော့ချဖို့ဆိုတဲ့စီမံချက်တွေလုပ်နေကြတာဖြစ်တယ်ဒါဟာမှန်ကန်တဲ့လမ်းကြောင်းလို့ပြောရမှာပဲဖြစ်တယ်ဆင်းရဲမွဲတေခြင်းကြောင့်ဖြစ်လာတဲ့ရာဇဝမှုတွေကိုဆင်းရဲမွဲတေမှုပပျောက်အောင်လုပ်ပေးခြင်းဖြစ်တာလေဒါဒီပျောက်ကင်းနိုင်တယ်ဆိုတာဒါသက်သေပြတယ်နော်ဒါကနံပါတ်9အနေနဲ့စကြဝဠာမင်းနေဆောင်ရွက်မှုပဲနောက်တစ်ခုနံပါတ်10အနေနဲ့ကသူဘာလုပ်လဲအမှားယွင်းမရှိအောင်တိုင်းပြည်မှာပညာရှိတဲ့ပုဂ္ဂိုလ်တွေထံချဉ်ကပ်ပြီးတော့ဘယ်ဟာကကုသိုလ်ဘယ်ဟာကအကုသိုလ်ဘယ်အလုပ်ကအပြစ်ရှိတယ်ဘယ်အလုပ်ကအပြစ်မရှိဘူးဘယ်အလုပ်ကလုံးသင့်တယ်ဘယ်အလုပ်ကမလုံးသင့်ဘူးဘယ်အလုပ်လုပ်လို့ရှိရင်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဘယ်အလုပ်လုပ်လို့ရှိရင်ဆိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတာပညာရှိတွေထံမပြတ်ချဉ်ကပ်ပြီးတော့မေးမြန်းပြီးဩဝါဒခံရမယ်လို့သူဆိုအဲ့ဒါဘုရားနိကြတိုင်းပြည်ကိုအခုတိုင်းစကြဝဠာမင်းနေအုပ်ချုပ်တယ်လို့အုပ်ချုပ်မယ်ဆိုလို့ရှိရင်တိုင်းပြည်ဟာတာဝါပြောလာနိုင်တာဖြစ်တယ်ဒီလိုဆိုလို့တော့ဘုရားဘာသာနိုင်ငံတွေမှာအခုလိုငြိမ်းချမ်းသာယာမှုရဖို့ရအတွက်ဓမ္မရှုထောင့်ကနေပြီးအုပ်ချုပ်လို့လိမ္မာရင်ကျေးသွားပြီဆိုရင်လုံယုံရေးအတွက်အင်အားတွေထပ်တိုးเสียမလိုတော့တဲ့အနေအထားမျိုးရောက်မှာပဲပေါ့နော်အဲ့တော့ဒီမဟာပတာပဆိုတဲ့စကြဝဠာမင်းကြီးဟာတိုင်းပြည်ကိုသူအုပ်ချုပ်တာဒီပုံစံနဲ့အုပ်ချုပ်လိုက်တာတိုင်းပြည်ကငြိမ်းချမ်းပြီးလူလောကဒီလူဘဝနောက်ဆုံးပိတ်ရောက်သွားတဲ့ပုဂ္ဂိုလ်တိုင်းသူ့လက်ထက်မှာလူဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဘဝမှာနေထိုင်သွားကြပြီးဘဝဆုံးတဲ့အခါမှာလဲနတ်ပြည်ကိုရောက်ရှိသွားကြတယ်။ကောင်းတဲ့ပုံဘဝတွေနတ်ရသူတွေကိုရောက်ကြတယ်လို့စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းကြဒီလိုဆိုလိုတာပေါ့နော်။ဒါဗုဒ္ဓနိကြတိုင်းပြည်သားယာဝပြောမှုအတွက်ဒီစနစ်တွေကိုခေါ်ကြားဆုံးမပေးထားတာပဲဖြစ်တယ်ပေါ့။ဒီမဟာပတာပမင်းရဲ့အုပ်ချုပ်မှုဒီကုသိုလ်ကောင်းမှုကြောင့်သူဟာတိုင်းပြည်အုပ်ချုပ်တဲ့ကုသိုလ်ကောင်းမှုအခုလိုတရားမျှတတဲ့နည်းနဲ့တိုင်းပြည်အုပ်ချုပ်ခဲ့တာကြောင့်မို့လို့တဲ့။ဘာဖြစ်လူတွေကောင်းရသူတွေပုံရောက်သွားတယ်။သူကိုယ်တိုင်ဟာလည်းပဲတရားတွေတိုင်းသူပြည်သားတွေကိုကောင်းရသူတွေပုံကိုရောက်အောင်လမ်းကြောင်းတက်ပေးညွှန်ပြပေးတဲ့ကုသိုလ်ကောင်းမှုကြောင့်သူကိုယ်တိုင်ဟာလည်းပဲကောင်းရသူတွေပုံရောက်သွားတယ်။ဒါဘုရားဘာသာနိုင်ငံတို့ရဲ့အသွင်သဏ္ဍာန်မြတ်စွာဘုရားရဲ့အဆုံးအမကိုအခြေခံပြီးတော့အုပ်ချုပ်မယ်ဆိုရင်ဒီပုံစံဟာစစ်မှန်တဲ့ပုံစံနဲ့ဖြစ်တယ်ပေါ့နော်အဲ့ဒါလို့အုပ်ချုပ်ပြီးတော့သွားတယ်တန်တရားထဲမှာနောက်ဆုံးဗဒ္ဒကဘာမှာသူဘာလုပ်ခဲ့သူလုပ်ခဲ့တဲ့ကုသိုလ်လေးတွေနော်
စကြဝဠာမင်းဘွားတော်ကတိုင်းသူပြည်သားတွေကိုကောင်းရာဘက်ကိုလမ်းလျှောက်ဒီလမ်းကြောင်းဖွင့်ပြီးတော့ပေးခဲ့တယ်ဥဆောင်မှုပေးခဲ့တယ်ဗဒ္ဒကဘာရောက်တဲ့အခါကတ္တဝမြတ်စွာဘုရားလက်ထက်လာပြီးတော့စုံစည်းပြန်တယ်အဲ့ဒါလို့စုံစည်းတဲ့အခါမှာသူဟာချမ်းသာကြွယ်ဝတဲ့တထေးတူဖြစ်သည့်အတွက်ကြောင့်ငကိုကလည်းဒီတရားတရားကောင်းတယ်ရေရောတယ်ဒါကြောင့်မို့လို့စားရမဲမဲတောက်ရမဲမဲပုံကိုယ်တွေကိုသူ့အိတ်ကထုတ်ပြီးတော့လူတွေကိုကြွေးမွေးတယ်ယဟန်တန်ဃာတွေကိုလည်းပဲလှူဒန်းပေးကမ်းတဲ့အလုပ်ကိုလုပ်တယ်ဒါကတ္တဗမြတ်စွာဘုရားလက်ထက်မှာကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြန်တာနော်အဲ့ဒါလို့ဆက်ပြီးတော့လုပ်လိုက်တာဒါနကောင်းမှုဖြင့်ကုသိုလ်တွေကိုစီးပူးအထောက်တယ်တခြားသီလတို့သမာဓိတို့ပညာတို့ ਨੇ ဘာလုပ်လဲဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုကတ္တဗမြတ်စွာဘုရားရဲ့အဆုံးအမကိုရလို့နိဗ္ဗာန်ချမ်းသာကိုဥတည်ချက်ထားပြီးတော့သီလဆောင်တယ်သမာဓိကျင့်တယ်ပညာကျင့်တယ်ဆိုတဲ့အလုပ်တွေကိုလုပ်ပြီးတော့နောက်ဆုံးမှာဂေါရဝမြတ်စွာဘုရားပွင့်တဲ့အခါတာဝတိမြို့ပသိန္ဒရီကောသလမင်းကြီးရဲ့အမတ်တူရဲ့အိမ်မှာလာပြီးတော့လူလာဖြစ်ပြန်သူ့ဘဝဆုံစည်းတာတွေကိုကြည့်မယ်ဆိုဝိပဿနာမြတ်စွာဘုရားနဲ့ဆုံခဲ့တယ်နော်ဝိပဿနာမြတ်စွာဘုရားနဲ့ပထမဆုံးဆုံတွေ့တယ်ပြီးတဲ့အခါကတ္တဗမြတ်စွာဘုရားနဲ့ဆုံတွေ့တယ်အခုနောက်ဆုံးဂေါရမဘုရားလက်ထက်မှာလူလာဖြစ်တယ်60ကဘာမှာတန်တရားလဲခဲ့တာသူ့ဘဝနော်စတင်ပြီးတန်တရားသူလှုပ်ခဲ့တဲ့အလုပ်ကလေးတွေကိုကြည့်အဲ့ဒီကုသိုလ်ကောင်းမှုတွေရဲ့အရှိန်နဲ့ဂေါရမဘုရားရဲ့လက်ထက်မှာသူဟာအမတ်ရဲ့သားလာဖြစ်တယ်အမတ်သားဖြစ်တော့ဘုရင်ရဲ့အမှုထမ်းမျိုးရိုးဆိုတော့ရဲစွမ်းတတ္တိမတ္တမရှိမန္တေနေပြည်တော်မှာဆိုရင်အရင်ကဒီမင်းတို့မင်းတရားကြီးအုပ်ချုပ်တဲ့အချိန်မှာဆိုရင်ရဲစွမ်းတတ္တိရှိတဲ့အမတ်တွေပညာရှိအမတ်တွေပေါ်ထွန်းခဲ့ကြတာပဲเนาะဒီရောမင်းကြီးဥဖိုးလိုင်းတို့ဆိုတာရှင်တော်အမတ်ကြီးရဲ့သားပဲသူလဲအဲ့ဒီလိုအမတ်ပညာရှိကြီးတွေတိုင်းပြည်မှာနေထိုင်ပြီးတော့ရွတ်ချွန်ချွန်ဘုရင်အမှုတော်ကိုထမ်းသွားသလိုပဲသူဟာလည်းပတိနရီကောသလမင်းကြီးရဲ့အမတ်ရဲ့သားလာဖြစ်တာသူ့ရဲ့နာမည်ကိုဝီရလို့နာမည်ပေးထားဝီရဆိုတာသူဟာလုံလဝီရိယကောင်းတဲ့အပြင်မှာရဲစွမ်းတတ္တိရှိတယ်ဆိုရင်ပင်ကိုယ်ကတတ္တိကောင်းသူကျိုးပန်းအထုတ်သူလို့ဆိုတဲ့ဒီရည်ချင်းနေနဲ့လိုက်အောင်သူ့ဝီရလို့နာမည်ပေးထားတာဖြစ်တယ်ပေါ့အဲ့ဒီမှာလောက်ရဲရင်တုံးဆိုကောသလမင်းကြီးလက်ထက်ရောက်တဲ့အခါမှာကောသလမင်းကြီးကမကြာခဏစစ်ပွဲတွေဆင်နွှဲရတယ်တပုံတကန်တွေကိုနှိမ့်နှင်းရတယ်အလုံးကြားဦးတဲ့အတိုင်းအင်္ဂုလိမာလာဆိုတဲ့တပုံလူသားသမားတောင်းကြမ်းတာကောသလမင်းကြီးရဲ့နိုင်ငံတွင်းမှာဖြစ်တယ်ရမယံခါကာတိရွာလေးနဲ့ပတ်သက်ပြီးတော့ဇာတတတ်နဲ့ကောသလမင်းကြီးဟာမကြာခဏစစ်တိုက်ကြအဲ့ဒီအချိန်မှာဒီအမတ်ကရဲစွမ်းတတ္တိရှိပြီးစစ်သူရဲကောင်းတဦးအနေနဲ့ပါဝင်တိုက်ခိုက်ခဲ့လို့လွန်ထင်ရှားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်တဲ့ဘဝဆိုတာကြုံရရမှာအမှုထမ်းကြရကောင်းတဲ့အလှည့်ရောက်ရင်ကောင်းတာလုပ်ရသလိုမကောင်းတဲ့အလှည့်ရောက်ရင်လည်းမကောင်းတဲ့ဘဝမျိုးရောက်တတ်သို့တော်လည်းတတိထားဖို့ရာကသူ့ရဲ့ပင်ကိုယ်စိတ်ဓာတ်ကလေးကမပြောက်ဘူးပင်ကိုယ်စိတ်ဓာတ်လေးကကြည့်ဖះနဲ့တွေ့တော့ကတရားတရားရှိပြီးတော့တန်ရှင်းလုပ်ခဲ့တယ်လှူခြင်းတန်းကျင်တဲ့ဝါသနာလေးရှိတယ်အဲ့ဒီဝါသနာနဲ့လှူခြင်းတန်းကျင်တဲ့ကောင်းတဲ့အလုပ်ကိုလုပ်ချင်တယ်ဆိုတဲ့ဒါလေးကမပြောက်ဘူးအဲ့ဒါလို့ကုသိုလ်ကောင်းမှုလုံလာတဲ့ဝီရဆိုတဲ့အမတ်ပညာရှိဟာသူ့ရဲ့ကြင်ကြံခဲ့တဲ့ဒါနစွမ်းအားသီလစွမ်းအားအဲ့ဒီစွမ်းအားတွေကြောင့်
အမတ်ဘဝမှာယာထုစိစိတ်နေဘလောက်ဖဲရသူ့စိတ်ထဲမှာတန်တရားရဲ့အပြစ်ဘဝရဲ့အပြစ်ဆိုတာတွေကိုစဉ်းစားမိလာအဲ့ဒီလိုစဉ်းစားမိတာဟာလည်းအရေးချင်းတစ်ခုနော်တန်တရားဆိုတာဟာမတည်ငြိမ်တဲ့ဘဝတစ်ခုရလာလို့ရှိရင်အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဟာတွေနဲ့ရင်ဆိုင်ရပြီးတန်တရားထဲမှာမဆုံးနိုင်တဲ့ခရီးကိုရှောင်လန်းရတယ်ကြုံတွေ့ရအကောင်းနဲ့ဆိုးနဲ့ဘဝမှာကြုံတွေ့ရလူတွေဟာသက်ရှင်ကြရတာဒါတွေကိုသိမြင်ပြီးတော့ကာမဂုဏ်အာယုန်တွေပေါ်မှာလည်းအပြစ်မြင်လာခဲ့တယ်ပေါ့သူဟာအမတ်သားသူရဲကောင်းဖြစ်သည့်အတွက်ကြောင့်မိဘတွေရဲ့နာချမှုကြောင့်အိမ်တော်ရဲ့သားကြခဲ့သားလေးတူရတဲ့အခါမှာလူဘဝမှာသူမပြောဘူးမပြောတော့တန်ဝေကတွေဖြစ်ပြီးတော့မြတ်စွာဘုရားရဲ့ထံမှာနော်သာသနာပေါင်းဝင်ရောက်လိုက်တယ်ဝင်ရောက်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာအဘိညာဉ်6ပါးရတဲ့ထူးခြားတဲ့စွမ်းရည်တတ္တိရှိတဲ့ယဟန္တာပုဂ္ဂိုလ်သူမြတ်ဖြစ်ကိုရောက်ရှိတယ်လို့သူဆိုဆလဘိညာပတ္တဘိညာဉ်6ပါးနဲ့ပြည့်စုံတဲ့တကူရှိတဲ့ယဟန္တာဖြစ်ရောက်ရှိအဲ့ဒါလိုတကူရှိတဲ့ယဟန္တာဖြစ်ရောက်သွားတဲ့အခါမှာလူဘဝတော်ဟာယာရုဂုံသိစိစိတ်နေထိုယာရုဂုံသိစိစိတ်နေတဲ့မလွတ်လပ်တဲ့ဘဝတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားဓုတရားများရလို့ဖလားသမဘဝင်စားပြီးတော့နိဗ္ဗာန်အာယုံကလေးနဲ့နေရတဲ့ချမ်းသာဒုက္ခပိုတန်မိုးရှိတာသူ့ရဲ့ဘဝအခြေကိုဖလားသမဘဝင်စားခြင်းဖြင့်အချိန်ကုန်စေတယ်အဲ့ဒီအချိန်မှာအိမ်မှာကြံရတဲ့ဇနီးတွေကတနေ့ပြန်လာနိုးတနေ့ပြန်လာနိုးဒုံလဘယဟန်ဝတ်တယ်လို့ထင်တယ်ထမရဲ့နော်ဒုံလဘယဟန်ဝတ်ရင်တော့ပြန်လာတတ်တာကိုအဲ့တော့ပြန်လာနိုးလို့စိတ်ထင်တယ်မပြန်လာတဲ့အခါမှာမကြကြောင်းရောက်လာပြီးတော့ဒီအမတ်သားသူ့ရဲ့အမျိုးသားကိုလူဘဝပြန်လာဖို့နာပါချပေါ့နော်အဲ့ဒါလို့နားချတာဒီကယဟန္တာဖြစ်ပြီးတော့ကိလေသာတွေကိုအောင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်နေတာကို तू မသိဘူးပေါ့တမန်ပုဂ္ဂိုလ်တမန်ယဟန်မျိုးမဟုတ်ဘဲနဲ့ကိလေသာတွေအောင်နိုင်ထားတာဖြစ်တယ်သူကဘာပြောတယ်လဲသူ့ရဲ့ဇနီးဟောင်းကနားချတဲ့အခါမှာသူပြောလိုက်တဲ့ဥပမာစကားလေးကရင်ကောင်ရဲ့တောင်ပန်လေးနဲ့မြင့်မို့တောင်ကြီးကိုမင်းလှုပ်အောင်ကြိုးစားလို့ရမလားတဲ့ဆိုလိုတာကသူဇနီးရဲ့ဖြားရောက်မှုလေးကရင်ကောင်ကခတ်လိုက်တဲ့တောင်ပန်ကထွက်လာတဲ့လေကလေးနဲ့အလားတရတူတယ်သူ့ရဲ့စိတ်နှလုံးကြမ်းခိုင်မှုကြီးကမြင့်မို့တောင်ကြီးနဲ့တူတယ်အဲ့ဒီလိုစိတ်နှလုံးကြမ်းခိုင်နေတဲ့သူ့ရဲ့စိတ်ဓာတ်ကိုရှင်ကောင်ရဲ့တမန်ခတ်လို့ထွက်လာတဲ့လေပြေလေးနဲ့သူ့ရဲ့စိတ်ကိုပြောင်းလဲအောင်မတတ်နိုင်ပါဘူးဆိုတာနားလဲအောင်သူကဥပမာနဲ့ပြောပြလိုက်အဲ့ဒီမှာသူ့ရဲ့ဇနီးတဲ့ဟာလေတန်ဝေကဖြစ်သွားသူလည်းနှလပိန်းတုံးမဟုတ်ဘူးဘဝကိုစဉ်းစားတယ်ဒါသူ့အနေနဲ့အလွန်ကောင်းလို့ဒီဓမ္မအတိတွေဘဝအတိတွေဟာအလွန်အဆင့်မြင့်လို့သာလဲသူ့ရဲ့အမျိုးသားဟာကောင်းရဘဝမှာခုလိုပျော်မွေ့တာဖြစ်မယ်ငါလဲကြိုးစားအောင်မှပဲဆိုပြီးလူဘဝကိုစွန့်လွတ်ပြီးတော့ဘိက္ခုနီဘဝဝင်လိုက်တယ်မြတ်စွာဘုရားစီကကမ္မထာဤကိုနာယူမှတ်သားပြီးသူလဲကျင့်ကြံကြိုးကိုအထုတ်လိုက်တဲ့အခါမှာဝိဇ္ဇာ၃ပါးရရှိတဲ့ဘိက္ခုနီထေရီမယဟန္တာမဖြစ်သူရောက်ရှိသွားတယ်ဒါသူတို့ဘဝရဲ့စာကြောင်းလေးပဲပေါ့အဲ့ဒီဒါနဲ့ပတ်သက်ပြီးသူ့ရဲ့ဘဝရဲ့တည်ငြိမ်မှုနဲ့ပတ်သက်ပြီးတော့ဝီရဆိုတဲ့မထေရမြတ်ဟာအမတ်တရစကားကိုပြောတာဖြစ်တယ်ယောဒုဋ္ဌမိယောဓမေနဒန္တောကြောက်ရိုင်းတုံးလေးလိုမဆုံးမရသေးတဲ့ပုထုဇဉ်ဘဝအရိုင်းဘဝကနေပြီးတော့
မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကြောင့်ရှင်ကျေးလာသူဖြစ်တဲ့ဝီရဆိုတဲ့ကိုတော်ဟာတန်တုတိတော်ဝိတိဏခင်ခောလောဘကိုချိုးနေနိုင်လို့ရှိတာလေးနဲ့ကျင့်တတ်တဲ့ပုဂ္ဂိုလ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့တန်တရားတွေကိုလွန်မြောက်ပြီးသားဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ဝိစိတာဝီကိုအနိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးအပေတလောမဟံသောကြက်သီးမွေးခြင်းထားခြင်းဆိုတာမြည်သည့်အခါမှမဖြစ်ဘူးသူစိတ်ထဲမှာကြောက်စိတ်ဆိုတာမြည်သည့်အခါမှမရှိဘူးဝီရောတောပြိနေဘူးတော်ထိတတ်တော်အဲ့ဒီဝီရဆိုတဲ့ကိုတော်ဟာရင်ထဲမှာရှိတဲ့ပူပန်တဲ့ကိလေသာတွေအလုံးချုပ်ငြိမ်းပြီးနောက်ဆုံးသူ့ရဲ့စိတ်ဓာတ်ဟာတိမတ်ခိုင်မာပြီးတော့ကြောက်တောင်ကြီးကိုလေမုန်တိုင်းဟာလှုပ်ရှားအောင်မတတ်နိုင်သလိုသူ့ရဲ့စိတ်ဓာတ်ဟာလောကရန်မုန်တိုင်းတွေနဲ့တွေ့တဲ့အခါမှာတုန်လှုပ်ခြင်းကင်းပြီးတော့တိမတ်တဲ့စိတ်ဓာတ်မျိုးရဲ့ပိုင်ရှင်ဖြစ်ရတယ်လို့ဆိုတာကိုဥရန်ကျူးတဲ့အနေနဲ့မိန့်ကြားပြောဆိုခဲ့တာဖြစ်ပါတယ်ဒီမတ်တရားစကားလေးကိုနာယူချပြီးတော့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့တွေလည်းဘဝခရီးလျှောက်လန်းတဲ့အခါမှာအခွင့်အလမ်းကျုံလာလို့ကုသိုလ်ကောင်းမှုတွေအခုလိုပြုလိုက်ကြတယ်အမှန်တန်ကြီးမားတဲ့မြတ်ဗုဒ္ဓရဲ့ဆုံးမသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဘုရားသာဝကတပည့်ယဟန်များတန်ဃာတွေကိုဥတည်ပြီးတော့ဆွမ်းဆန်တော်အလှူဒန်းကိုတို့တွေလှူရတယ်ဝေယဝိဆကုသိုလ်တွေဆောင်ရွက်ရတယ်သီလတွေစောင့်တည်ကြရတယ်တရားဓမ္မတွေနာယူကြတယ်ဆိုတဲ့ကုသိုလ်တွေဟာတမန်အားဖြင့်ဒီတမန်ကုသိုလ်မျိုးမဟုတ်ဘဲနဲ့သာသနာတော်နဲ့ဆက်ပြီးရလိုက်တဲ့မြင့်မြတ်ထူးကဲတဲ့ကုသိုလ်တွေကိုတို့တွေရရှိကြတာဖြစ်လို့တို့လည်းပဲဘဝတန်တရားမှာကုသိုလ်ကောင်းမှုတွေရဲ့အရှိန်အဝါနဲ့နောက်ဆုံးမှာဝီရဆိုတဲ့မထေမြတ်မိန့်ကြားသွားသလိုစိတ်ဓာတ်ခိုင်မာတဲ့အနေအထားမျိုးတို့တွေရရှိကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနာယူပြီးကြည်နူးတဲ့တရားတရားဖြင့်ကုသိုလ်စိတ်ဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း